မိသားစုတွေဒီမှာစကူကအိမ်ပြန်တဲ့လမ်းမှာအိမ်ကြီးချင်းဖြစ်တဲ့မမမိုးနဲ့ပြည့်ဆောင်ကြတာပေါ့ခင်ဗျားမိသားစုကြည့်လိုက်ရင်အများကြီးအချင်းနေရပဲကိုခင်းရလေလုံလုံလိုက်တာအိမ်ကငါသားသမီးနဲ့ပေါ်ပါ၏သူတို့စိတ်ကောင်းနေခြင်းဘာလို့ခိုင်းအဆုံးပြေးနေရပဲသူတို့ထုံးထုံးနေကြများဆိုဘယ်လိုဆက်ဆက်ပြန်ပြောနေလဲပြန်ပြန်လမ်းထုံနေပါ၏အပြင်တကားနေပြောရရင်တို့လေးခုလိုဖြစ်နေတာကတမန်စကူကိုတော့မတော်လို့ဖြစ်နေရတယ်ငါထင်နေမှာမဟုတ်တော်ပြလိုက်ဆိုတော့တင်ငန်းစာလေးလို့အကြိုက်တဲ့ဆင်လာတဲ့အခါတင်ထားတဲ့တင်ငန်းစာနဲ့အောင်ဝင်ကြဖြစ်တော့ကိုပြောတဲ့ညာနားထောင်ပြီးတချို့ကိစ္စတွေဖြစ်နေကြတော့သူတို့ကိုယ်ပိုင်ပြင်နေမှာမဆုံးဖြတ်နိုင်တဲ့အခါကြီးကြောင့်ပြန်မပြောနဲ့ထောင်ဖြစ်နေတာလေးနဲ့မမမို့မမကဘာလို့အခုလိုပြောနေတာလဲဆိုတော့ခုလိုတင်ငန်းတိုင်းနဲ့ရောက်တိုင်းဒီမှာစကူကတင်လာတဲ့တင်ငန်းစာတွေကိုငါပဲဆိုရင်ခရီးတွေကအာဘာအမှုတန်တန်နဲ့တင်ငန်းကြမလို့ကမမမို့အဲ့ဒါကြောင့်ဒီမှာစကူကမြတ်စွာဘုရားရဲ့တရားတော်တွေမဟုတ်ပဲကျောင်းမှာရောအင်္ဂလာပြင်ပါလုံးချင်တာဘယ်လိုနေတိုင်းจิตသုံးရလဲအချင်းတို့အတွင်းမှာအမအောင်ကိုဝမ်းကလေးစပြည့်မှဆိုဟိဗတိပူလာမှာဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုပါတင်ဆက်ပြနေရတယ်လို့ဌာနစကူက6ရက်ပတ်တစ်ချိန်ပြုလုပ်တဲ့ကျောင်းသားကအစည်းအဝေးနဲ့ကလေးတွေကလည်းစင်တည်ထားရလို့ပါမမကြီးဒီလိုဆိုအမလည်းလက်စင်စီးဖို့လည်းတက်အင်းကလေးတွေကိုလည်းပုံမှန်ပတ်တာမစကူပြမဖြစ်တော့မှခင်လေးခုလိုပြတ်ပြလို့ကျေးဇူးများတင်ပါတယ်ခင်လေးရဲ့ကျေးဇူးတင်ကြရမလို့ပါဘုမမရဲ့အင်းမကြီးတွေပဲဟာကိုမမကဆရာမကြီးလူတက်မကြီးလုပ်တယ်လို့အထင်ခံရမှာတော့မှတွေးကြနေပြီလားထင်စရာလည်းခင်လေးရဲ့ခင်လေးတို့မိသားစုကြောင့်မမလည်းသိနေရပဲဝင်ဟုတ်ကြတာဝမ်းသာစရာကမမရနန်းထိုင်မှာစကားကောင်းရနဲ့အင်းရလေးနဲ့မှမှာတဲ့ဆေးရမလို့မလို့မှချစ်ခင်ရင်တော်ပြီနော်ခင်လေးတို့တွေ့လားခင်လေးတို့